စိတ်ကဘာလို့တနေရာတွေမှာညီညီမမြင်ပဲဟူရောက်တီးရောက်ရှော့သွားနေရတာလဲဆိုတာမျိုးတွေးဦးကြလားဒီစိတ်ရဲ့တော်တော်လေးကိုထူးဆန်းတဲ့တဘာဝကိုအကူတူလေးလာကြည့်ကြရအောင် တခါတလေကိုပြန်မေးကြည့်မိတဲ့မေခွန်းအခုပေါ့လူတွေကဘာဖြစ်လို့များပိုင်ဆိုင်မှုတွေလူမှုရေးဆက်ဆံရေးတွေလိုမျိုးကိုအပြင်ဘက်ကအရာတွေမှာစိတ်ရဲ့လုံခြုံမှုစိတ်ချမ်းသာမှုကိုအမြဲတမ်းလို့ရှာဖွေနေကြလာလဲဆိုတာလေ တကယ်တော့လေဒါလူတိုင်းနှိပါကြုံရတဲ့ရုန်းကန်မှုတစ်ခုလို့ပြောလိုက်ရတယ်ပစ္စည်းဥစ္စာတွေလူမှုရေးအဆင့်အတန်းတွေနောက်ကိုအသေးဆန်လိုက်ရင်းနဲ့အဆုံးမှာတော့ဘာမှမဟုတ်တယ်လို့လေဟာနယ်လိုခံစားပြီးကြံခဲ့ရတာမျိုးပေါ့အဆုံးမသက်နိုင်တဲ့ရှာဖွေမှုကြီးတဲ့မှာတန်တရားလေးနေတယ်လို့ပဲအဲ့ဒီလိုခံစားချက်မျိုးကြုံမှုကြမှာပါ ဒါပေမဲ့အဖြေကအပြင်မှာမဟုတ်ပဲကိုအတွင်းထဲမှာပဲရှိနေတယ်ဆိုရင်ကောဟုတ်တယ်ရှေ့ကြတဲ့အသိပညာတစ်ခုကတော့ကျွန်တော်ရဲ့အာယုံဆိုင်မှုကိုအပြင်ကနေအတွင်းဘက်ကိုပြန်လှည့်ဖို့လမ်းညွှန်ပေးထားတာရှိပါတယ်အဲ့ဒီလိုအတွင်းကိုရှာဖွေတဲ့နေရာမှာအဓိကတော့အချက်ကပါလဲဆိုတော့တွန်လို့ခေါ်တဲ့အရာကိုနားလည်ဖို့ပါပဲကဲဒီတွန်ဆိုတဲ့စကားလုံးကဘာကိုဆိုလိုသလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်များသောအားဖြင့်တော့လူတွေကကိုဒါမှမဟုတ်ငါဆိုတာကိုခိုင်ခိုင်မာမာမပြောင်းမလဲတီးရှိနေတဲ့အရာတစ်ခုလို့ထင်တတ်ကြတယ်လေဒါပေမဲ့ဒီအမြင်မှာတော့တွန်းဆိုတာကအမြဲတမ်းစီစဉ်ပြောင်းလဲနေတဲ့မြစ်တစင်းလိုပါပဲအရာလုံးကတစ်ခုနဲ့တစ်ခုအပြန်လည်မိခေါ်ပြီးဖြစ်ပေါ်နေတဲ့ဖြစ်စဉ်တစ်ခုမျှသာဖြစ်ပါတယ် အမှန်တိုင်းပြောရရင်ဒီယူဇာကနာလေးပုံနေနေတော့ခက်ခဲတယ်ဗျာဒါကြောင့်လဲလူများစုကလက်တွေ့ကြကြကင်လို့တွေ့လို့ရတဲ့အပြင်ဘက်ကအရာဝတ္ထုတွေကိုပဲအကိုရဖြစ်နေလိုက်လံရှာဖွေနေကြတာပေါ့ ဒါမဲ့လေဒီအယူဆကိုစာတွေ့သဘောတရားအနေနဲ့ချီးပဲမဟုတ်ပဲကိုယ်တိုင်လက်တွေ့စူးစမ်းလေ့လာနိုင်မဲ့ရိုးရှင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ဒါကဘယ်သူမဆိုစမ်းသပ်ကြည့်နိုင်တဲ့လေ့ကျင့်ခန်းလေးတစ်ခုလိုပါပဲ ဒီနည်းလမ်းကတကယ်ကိုရိုးရှင်းပါတယ်အဆင့်1အေးအေးဆေးဆေးထိုင်လိုက်ပါအဆင့်2ကိုယ့်ရဲ့ဝင်လေထွက်လေကိုတတိလေးကတ်ထားပါပြီးတော့အဆင့်3ကိုယ့်စိတ်ကဘေးကိုရောက်သွားလေဆိုတာကိုဘာမှဝင်မလုပ်ပြီးအသားလေးစောင့်ကြည့်လိုက်ပါဟုတ်ပါတယ်ဒီလောက်ပါပဲ ဒီမှာအရေးကြီးတာကဒီလေးချစ်ခန်းရဲ့ရည်ရွယ်ချက်ကစိတ်ကိုထိန်းချုပ်ဖို့အသိငယ်အောင်လုပ်ဖို့လုံးဝမဟုတ်ပါဘူးသူရဲ့ရည်ရွယ်ချက်ကစိတ်ဟာသူ့တဘာဝအတိုင်းဘယ်နေရာတွေကိုတွားလေရှိတယ်လဲဆိုတာကိုသိချင်တဲ့စူးစမ်းသူတယောက်လိုမျိုးစောင့်ကြည့်ဖို့တတ်ပါပဲဒီမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုကဘာလဲဆိုတော့စိတ်ဟာစက်ပန်းလျှောက်သွားနေတာမဟုတ်ဘူးဆိုတာပါပဲသူအများရန်လို့တွားလေရှိတဲ့နေရာလေးတွေသူ့ရဲ့အကြောင်းဝင်ဆုံးနေရာများလို့ပြောရမယ့်နေရာတွေရှိနေပါတယ် ဒါဆိုရင်စိတ်ရဲ့အဓိကဥတီယာနေရာတွေဘေးနေရာတွေဖြစ်မလဲအဖြစ်တော့၄နေရာရှိပါတယ် ကဲဒီနေရာလေးခုကတော့ပထမတစ်ခုကခန္ဓာကိုယ်ပါဥပမာရုတ်တရက်နာကျင်ကြိုက်ခဲတာဒီရရနာတွေကိုတတိထားမိသွားတာမျိုးပေါ့ဒုတိယတစ်ခုကတော့အသိပါအရင်ကဖြစ်ပျက်ခဲတာတွေကိုပြန်ပြီးတော့တွေ့နေမိတာမျိုးတတိယကတော့အနာဂတ်ပါရှေ့လျှောက်လုံးမဲ့အစီအစဉ်တွေဆွဲတာဒါမှမဟုတ်စိုးရင်ပူပန်နေတာတွေပေါ့နောက်ဆုံးနံပါတ်၄ကတော့ခန်းစားချက်တွေပါပဲပြောနေတာဝမ်းနဲ့နေတာစတဲ့ခန်းစားမှုအခြေအနေတွေထဲမှာနစ်မြောသွားတာမျိုးကိုဆိုလိုတာပါတကယ်ကိုအံ့ဩစရာကောင်းတာကဒီပုံစံဟာလူတိုင်းမှာအထူတူပဲဖြစ်နေတာပါဘသူပဲဖြစ်ဖြစ်ဘယ်နိုင်ငံဘယ်ဒေသမှာပဲဖြစ်ဖြစ်လူသားတွေရဲ့စိတ်ဟာဒီနေရာ၄ခုကိုပဲအမြဲတမ်းလှုပ်သွားလာနေကြတာပါဒါကလူသားအလုံးမျှဝေခန်းစားရတဲ့ဘုံအတိတ်ကြုံတစ်ခုပါပဲ ဒီအကြောင်းအရာတွေအားလုံးကိုတီးလိုက်ရတော့ဟာငါတို့စိတ်ကထိမ့်မနိုင်တိမ့်မရပါလားဆိုပြီးစိတ်တက်ကြစရာလို့ထင်နိုင်ပါတယ်ဒါပေမဲ့တကယ်တော့ဒါဟာအားရှိစရာကောင်းတဲ့အသိပညာတစ်ခုပါဘာလို့လဲဆိုတော့ဒီလိုပုံစံကိုသိမြင်လိုက်တဲ့အခါကိုယ်စိတ်ကတော်တော်ဆိုးပါလားဆိုပြီးကိုအပစ်တင်နေတာတွေရောကြသွားစေလို့ပါပဲဒါဟာစိတ်ကိုနားလည်မှုရဖို့ပထမဆုံးခြေလှမ်းရှိပါတယ်ဒီထဲမှာရေးကြီးဆုံးအချက်ကတော့တာပါပဲဒီအမှန်တရားကလူသားတွေရဲ့နားလည်နိုင်စွမ်းနဲ့ကြော်လွန်နေတဲ့ຢာတစ်ခုမဟုတ်ဘူးဆိုတာပါပဲပြောရရင်လူသားတိုင်းနားလည်နိုင်စွမ်းရှိကြပါတယ်ဒီလိုထိုးထွင်းသိမြင်မှုကိုရဖို့အတွက်အထူးအရေးချင်းတွေဘာမှမလိုအပ်ပါဘူးလိုအပ်တာကတခုတည်းပါပဲအဲ့ဒါကတော့ကိုယ်စိတ်ကိုစောင့်ကြည့်လေးလာဖို့စံတာရှိခြင်းပါပဲတတိထားနိုင်တဲ့စွမ်းရည်လေးရှိနေရင်ပဲလုံလောက်ပါပြီဒါကြောင့်မလို့နောက်ထပ်ကိုယ်စိတ်တွေလင်လွတ်နေပြီးအတွေးလီဟိုရောက်ဒီရောက်ထင်နေပြီလို့တတိထားမိတဲ့အခါခဏလောက်ရပ်ပြီးသူ့ဘယ်နေရာကိုရောက်သွားတယ်လဲဆိုတာကိုရောတတိပြုကြည့်နိုင်မလား